ဒီကောင်မှာဆိုရင်တော့ကိုဆိုင်တို့ဒီ790 new generation မှာကြတော့သူကအဓိကပြောင်းသွားတာဒီ fan တယ်ပေါ့နော်ငါကဒီကောင်ကအဖြက်အောက်ဆင်းသွားတယ်ဒီကောင်မှာကြတော့ဘာဖြစ်လဲဆိုတော့အပေါ်ထောင်တက်ပြီးတော့မှဒီ rally design ကိုပို့ပြီးတော့မှစစ်ပေါက်ဖြစ်သွားအောင်လို့သူပြန်ပြီးတော့မှdesign ပြန်ပြောင်းပြီးထုတ်လုပ်ထားပေးတယ်နောက်ဒီကောင်ပေါ့ဒီကောင်အကားလေးဆိုငါကသူကဟိုဒီအတန်နေမပါတဲ့အတွက်ဘာဖြစ်လဲဆိုတော့ဟို customer တွေရဲ့ complaint များတဲ့အတန်အကြောင်းထင်တာပဲဒီကောင်အောက်က skip plate တွေတက်လာပြီးတယ်ဒီအကားတွေမှာအဆူးတွေတက်လာပြီးတယ်အရင် model တွေမှာဒီအဆူးတွေပါချင်မှပါလိမ့်မယ်ဒီကောင်မှာဆိုရင်တော့အဆူးတွေပါလာပြီပေါ့နော်ဒီအဆူးလေးနောက်ပြီးတော့ဒီကောင်မှာဆိုလဲ skip plate ကိုထိခဲ့ပြီးတာဖြစ်ပါတယ်ဒီက true ချာရုပ်ပိုင်းမှာပြောင်းသွားဆိုရင်တော့ဒီကောင်ပြောင်းသွားတယ်နောက်ပြီးကိုယ်က fog ကိုပြောင်းသွားတယ်ဒီ fog ကိုပြောင်းလဲဆိုသူရဲ့ဒီ fog တွင်းရဲ့ inner ဒီကောင်ရဲ့ဒီ fog shed ပေါ့နော်ငကို site ထက်ဒီကောင်ကပို့ပြီးတော့မှ site ကိုကြီးသွားပြီနော်ဒီကောင်ဟာကိုတုံးထားတဲ့ site ဆိုနည်းနည်းနော် site မဟုတ်အဲ့တော့ဒီကောင်အတွင်း shed တုံးကြီးတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့တုံတောင်ဒီရဲ့ဂျိုင်းတွေခွက်တွေကြားတဲ့အချိန်မှာပို့ပြီးတော့မှ impact တန်ပို့ခံနိုင်တာဖြစ်ပါတယ်ဟိုရှင်းပြောမယ်ဆိုတော့တလုတ်ထဲနဲ့ဒီစစ်စီးပမိုင်ဖြစ်သွားအောင်လို့တို့ဒီရဲ့ fog ဘိုင်းကိုပြန်ပြီးတော့မှ update လုပ်ထားတယ်နောက်ပြီးတော့သူကတစ်ဖက်ကိုကြတော့အဝင်တစ်ဖက်ကိုအစွဲပေါ့နော်တစ်ဖက်ကိုအနှုံးတစ်ဖက်ကိုပြန်ကန်တဲ့ဟာမှာပြန်ထိန်းတဲ့ပြောမယ်ဆိုရင်တော့သူကဒီ BMW တို့ပါပုံစံမျိုးဟိုဒီရဲ့ technology ကိုသူကယူသုံးတဲ့ပုံစံမျိုးဖြစ်လာတယ် reborn ပေါ့နော်ဒီကောင်တစ်ဖက်ကဆိုမှဆိုရင်တစ်ဖက်က C ကိုထိန်းတယ်တစ်ဖက်ကဒီလေးနဲ့ပဲ control လုပ်တယ်ပေါ့နော်ဒီ impact တန်ကိုထိန်းတယ်တစ်ဖက်က feed တန်ကိုထိန်းတယ်တစ်ဖက်ကပြန်ကန်တဲ့ဟာကိုလုပ်တယ်တစ်ဖက်က feed တန်ကိုထိန်းတယ်အဲ့နှစ်ခုပေါ့နော်အဲ့နှစ်ခုကိုသူကဒီ shot bar နှစ်ခုမှာခွဲပြီးတော့မှထည့်ထားပေးတာဖြစ်တဲ့အတွက်ခဏညရင် foul ကြီးဖြုတ်လိုက်မှအခုတစ်ဖက်ကစီမပါဘူးလို့တစ်ဖက်ကလေးမပါဘူးအဲ့လိုဖြစ်နေမှာဆိုလို့ဒါတခါတည်းကိုယ်တိုင်ဒီ review ထဲမှာတခါတည်းကြိုပြောပြပေးဒီကောင် update လုပ်ထားတဲ့အပိုင်းပေါ့နော်နောက်ပြီးတော့ဒီကောင်ဘာပြီးတော့ update လုပ်ထားဆိုတော့ဒီကောင်ရဲ့ power access ပေါ့နော်ဒီကောင်ရဲ့ဒီကလပ်ပြားထဲမှာဆိုရင်ဒီကောင်ဘာဖြစ်လဲဆိုတော့ခါတိုင်းတုံးနေကြကလပ်ပြားတွေမဟုတ်တော့ဘဲနဲ့ဒီကောင်ဒီ power access ဟိုနော်ဒီကလပ်ဆွဲရညစ်ပျော့လေးဖြစ်အောင်လဲသူပြန်ပြီးတော့မှဒီ spray တွေကိုလည်းဒီကောင်ပြန် changes လုပ်ထားတယ်သူကဒီဆောက်ပုံနဲ့ပြောင်းထားတယ်နောက်ကလပ်ပြားတွေလည်း modify နဲ့ပြန်တယ်ဒီငကိုထက်ဆိုင်ပို့ပြီးတော့ကောင်းမွန်တဲ့ကလပ်ပြားအမျိုးအစားတွေတုံးထားတဲ့ဟာဖြစ်တဲ့အတွက်ကလပ်ကန်ရတာလည်းပုံမှန်790ထက်ဒီကောင်ဒီပျော့လေးဖြစ်သွားလိမ့်မယ်အဲ့လိုလေးပေါ့နော်ဒီကောင်ဆိုရင်တော့ဒါ fancy guide နဲ့တော့တော်တော်လေးပျော့လို့ပြောလို့ရတယ်ပုံမှန်အပြင် fancy guide ချိန်လိုက်ပြီဆိုရင်ကိုယ်ကကန်လို့တိတ်မကောင်းတော့ဘူးเนาะဒီကောင်တော့ကန်လို့ကောင်းနေရဖြစ်ပါတယ်အဓိကတော့အဲ့ကောင်လေးပေါ့နောက်ဒီကောင် throttle body ကတော့ဒီကောင်ဘာလဲဆိုတော့အရင် model မှာကျတော့အရင် model နဲ့ပို့ပြီးတော့မှ မိုက်တဲ့ဒီ body throttle body အမျိုးအစားကို changes ပြောင်းလိုက်တဲ့အတွက်ဒီဘာဖြစ်လဲဒီရဲ့horsepower မှာကျတော့ဒီကောင်ခရိုင်းက horsepower ထက်1ပိုသွားတယ်1 HP ပိုသွားတယ်ဒါပေမဲ့ torque မှာကျတော့ဘာဖြစ်လဲဆိုတော့ torque မှာ1 unit ပြန်ပြီးတော့မှညော့တာဖြစ်တဲ့အတွက်အရင် model နဲ့ရုပ်နဲ့လာတယ် function တွေလည်း function တွေအများကြီးတဲ့ဆိုင် sensor တွေအများကြီးပို့ပြီးတော့မှပါလာဖြစ်တဲ့အတွက်စီးရတာပြရတာပို့ပြီးတော့ကောင်းမှာဖြစ်ပါတယ်အပြင်ထွက်ဆမ်းမလားမနေ့ကမှထွက်ဆမ်းတယ်အပြင်โอเคညီကိုလေးအဲ့တော့မနေ့ခင်ရှမ်းဟောက်ဆိုတဲ့ sign နဲ့ဘိန်းလေးဆမ်းမောင်းမှာဖြစ်ပါတယ်โอเคအားလုံးပဲတက်နေတက်မယ်လို့မျှော်နေတယ်ကိုဆိုင်ရဲ့ just right video လေးနဲ့အားလုံးနှုတ်ခွန်းဆက်တတ်ပါစေဘိန်းဈေးတန်ဖိုးပြောပြအောင်ဘိန်းဈေးတန်ဖိုးကတိန်း300အထက်မှာရှိပါတယ်ဟုတ်ပြီနော် order တင်မယ်ဆိုတင်လို့ရတယ်ကိုဆိုင်တို့စီမှာလေလံဆွဲပေးလို့ရပါတယ်နော်တိန်း300အထက်မှာရှိပါတယ်ဟုတ်ပြီနော်400ဝန်းကျင်မှာလည်းတွားနိုင်ပါတယ်ရန်စီအသက်ကြာဒေါ်လာစီအသက်ကြာကီလိုအနည်းများပစ္စည်းပါပေါ်မူတည်ပြီးတော့မှဘိန်းဒီဘယ်လောက်ရှိမလဲဆိုတော့တိန်း300နေမှာတိန်း450ဝန်းကျင်မှာပြေးနေမှာဖြစ်ပါတယ်ဒီဘိန်းမျိုးစားလေးကဈေးနှုန်းလေးကတော့โอเคကျန်တဲ့ဘက်ကိုလည်းညွှန်လင့်ပါတယ်မင်္ဂလာရှိတော့နေ့ထူးနေ့မြတ်လေးပိုင်ဆိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်โอเคခုဆိုတော့ဒါဒါမနက်ခင်းသူကဆက်ဆနိုးပြီဆိုရင်အခုတော့ဒီမှာလိုးပေါ်နေဒီတိုင်းလိုးပေါ့နော်နည်းလေးစောင့်မယ်ဒီတော့1ဖြစ်သွား reserve တက်ပေါ့နော်စီလေးနည်းနည်းနေနေတယ်ပေါ့နော်တော့အဲ့လိုပြတာလေးပါပဲကျွန်တော်ခုမောင်းမဲ့မုတ်ကတော့ဘာမှမမောင်းမဲ့ဆိုတော့ you steam နဲ့မောင်းတယ်ပေါ့နော်ဘုံလုံး on ထားတယ် chipsetter heat grid ကတော့မ on တော့မန်နေဂျာတို့ကပူရဆိုတော့ဟုတ်ပါနော်အဲ့တော့စာရမှာလိုက်တာမျိုး you steam နဲ့မောင်းမှာဖြစ်ပါတယ် remote offload release အဲ့တော့ steam နဲ့လည်းစမောင်းမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ steam နဲ့စမောင်းမယ်ဟုတ်နော်ဒါနည်းနည်းလေးဒါလေး
ဟိုပေါ့အေးနေသေးတဲ့အတွက်ပေါ့နော်နည်းနည်းလေး1ဖြစ်သွားရင်တော့ပူကောင်းတယ်စီးရခါကြရင်နော်တော့လုံးဝအင်းကလုံးဝမာပြီးတော့မှဟိုပြေရောမယ်တော်တော်လေးမှတော့ဖြစ်တယ်နော်โอเคဆိုတော့စမောင်းအောင်အဲ့တော့ဒီဘက်ကတော့တိုက်ရိုက်ပြီးဆရာနေရပါတော့โอเคtraction control offline ပေါ့နော် MPC offline ကိုဒီမှာမီဒီလင်းအောင်လုပ်ပါတယ်တော့ဝါကျန်းရမ်းနေတာပဲလောပါပဲနားနောက်ကတော့ပုံနေပြီကုန်ပြီThank you, Simon. Same like that.
ကဲကိုသားတို့အခုဆိုရင်တော့ဒါမောင်းပြီးသွားပြီဆိုတော့ test ride ပေါ့နော် test ride မှာဟိုပါလေးလုပ်မယ်ခုနကတော့စမ်းရပြီးတော့ AC မှုမှာဗာလေးတွေကောင်းတယ်ပေါ့နော်ဒီစင်းမှာကတော့ကိုသားတို့ပုံမှန်အားဖြင့်ဒီ NDC ပြန်ပြီး online တာဒါမှုကလည်းစိတ်ကနေ rain လို့ပေါ့နော် rain လို့မတောင်းလိုက်မယ်အဲ့တော့ rain လို့ကြရင်တော့ total response ကတော့အားနည်းရမှာ